ကောင်းစားစီခြင်းလို့ပါဆိုပြီးလူကြားထဲမှာရှက်ခွဲခဲ့တဲ့လူတချို့ရဲ့ခင်လို့စတာပါဆိုပြီးအားနေချက်ကိုလှောင်ပြောင်ခဲ့တဲ့လူတချို့ရဲ့ဖြစ်တတ်ပါတယ်ဆိုပြီးဟန်ဆောင်မှုသားတွေနဲ့နှစ်သိမ့်ပေးခဲ့တဲ့လူတချို့ရဲ့ငါရဲ့ဘဝမှာမင်းကိုခင်ဆုံးပါဆိုပြီးသစိမ့်ဆန်သွားတဲ့လူတချို့ရဲ့နှွေးထွေးစွာပြတ်ပတ်ထားမဲ့ဟန်ပန်မျိုးနဲ့ရှင်ဝါကိုရရက်ဆက်စောင့်ကန်သွားတဲ့လူတချို့ရဲ့မင်းအတွက်ငါအမြဲတမ်းရှိတယ်ဆိုပြီးနောက်ကျောဓာတ်နဲ့အချိန်ပေါင်းများစွာထိုးသွားခဲ့တဲ့လူတချို့ရဲ့ငါလဲနေချိန်မှာဆွဲထုမလို့လို့နဲ့စောင့်တွန်းခဲ့တဲ့လူတချို့ရဲ့မျောလင့်ချက်တွေအများကြီးပေးပြီးအိမ်မက်တွေကိုရိုက်ချိုးပစ်ခဲ့တဲ့လူတချို့ရဲ့ဘဝမှာအဲ့လိုလူတွေနဲ့တွေ့ပြီးနောက်ပိုင်းစိတ်မပါလဲငါနှခမ်းလိုလိုပြုံးတက်လာခဲ့တယ်အပေါ်မလုံးတဲ့လူတယောက်အတွက်မိတ်ဆွေဆက်ရှားတယ်ဆိုတာမထူးဆန်းပါဘူးနောက်ထပ်မထူးဆန်းတဲ့စကားတစ်ခုကကျွန်တော်ပေါ်ရန်တွေကိုရမ်းမုန်းတယ်